ကဲဆိုတော့အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ YouTube channel အသစ်ကလေးကနေနည်းနည်းဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ပြီးခဲ့တဲ့เนาะဗုဒ္ဓဦးညနေကနေပြီးတော့ကျန်တာပြီးတောက်ကြမှာကျွန်တော်ရဲ့အမျိုးများအတွက်ဂယ်ပေါက်ဒါအလုံးလေးနှလုံးချပေးခဲ့တယ်ပေါ့เนาะအဲ့ဒီမှာလဲဒါတစ်လေးမှာဒါမပါတာ3ည3နဲ့39မှာတော့ main quad တွေနဲ့ကိုစီပါခဲ့တယ်ပေါ့เนาะဒါကြောင့်မို့လို့အားပေးတဲ့တယောက်ချင်းဒီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်အားပေးမှုကလည်းเนาะအရန်ကိုအားပေးကြပါတယ်အားပေးကြလို့လည်းကျွန်တော်ဘက်ကနေပြီးတော့အတိမှတ်ပြုပြီးတော့ကျွန်တော်ရဲ့ကိုမများကိုကျေးဇူးတင်ရှိပါတယ်ဆိုတော့เนาะကျွန်တော်ရဲ့ကိုမများလည်းထပ်ပြီးတော့အားပေးကြပါအောင်လို့ပြောကြရင်းပဲကျွန်တော်တို့စောစောစီစီဒါ3ရက်အတွင်းမှာမပြောက်တဲ့ကောင်းနှိုးရရလေးတွေကိုကျွန်တော်ပြသွားမှာဖြစ်တယ်ပေါ့เนาะကြိုင်းနေတဲ့ဆိုရင်တော့เนาะကျွန်တော်ရဲ့ channel ကို subscribe နှိပ်ပြီးတော့ like လက်မလေးနှိပ်ခဲ့ပါအားပေးမှုဒီတာအဓိကပါခင်ဗျเนาะဟုတ်ကဲ့ပါဆိုတော့ဒါဘယ်လိုမျိုးသွားမလဲပေါ့နော်ကျွန်တော်ရဲ့ကိုမများအားလုံးပဲเนาะကျွန်တော်ဒီ one line ဖြစ်တဲ့အတွက်ဖြတ်ပြီးတော့ပဲပြလို့ရတာပါเนาะကာလာနဲ့ကျွန်တော်ပြလို့မရပါဘူးเนาะဒီတစ်ကဒီ3ရဲ့ဒီ3ရဲ့3လုံးပေါင်းချင်းရလက်အနေနဲ့သွားပါမယ်3လုံးပေါင်းချင်းမှာခွန်ရပါတယ်အဲ့ဒီခွန်ဒီ3ရက်အတွင်းမှာမပြောင်းနံပါတ်ပါဆိုတော့ဟောဒီမှာခွန်ဆိုပြီးတော့ဆင်းသွားတယ်ဟောဒီ6ဟောဒီ9ဟောဒီ10 3လုံးပေါင်းချင်းအနေနဲ့6ဆိုပြီးတော့နံပါတ်ရပါတယ်เนาะအဲ့ဒီ6ဒီလဲကျွန်တော်ရဲ့ကိုမများအားလုံး3ရက်အတွင်းမှာမပြောက်တဲ့နံပါတ်ပါဆိုတော့ဟောဒီမှာ6ဆိုပြီးတော့သူဒီဒါဒီဆင်းပေးသွားပါတယ်ဆင်းပေးသွားတယ်ဆိုတော့ဆက်ပြီးတော့ကြည်ပါမယ်เนาะဒီ3ရက်ဒီ3ညရဲ့ဒီခွန်ရဲ့ပေါင်းချင်းဒီ3ညပါတဲ့အဲ့ဒီ3ညဒီလဲမပြောက်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဘာဆင်းသွားလဲဆိုလို့ရှိရင်sorry ဒီမှာတစ်ခုကြံခဲ့တယ်เนาะအဲ့တော့ဒီခွန်ရဲ့ဒီတစ်ကဒီ6ကပေါင်းချင်းဒီ4ပါတဲ့အဲ့ဒီ4ဒီတဲ့မပြောက်တဲ့နံပါတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမများဒီမှာဘာဆင်းသွားလဲဆိုရင်4ဆိုပြီးတော့ဆင်းသွားတယ်ဆိုရင်ဒီ3လုံးပေါင်းချင်း3ညဒီမပြောက်တဲ့နံပါတ်ပါဆိုတော့ဟောဒီမှာ3ည3ဆိုပြီးတော့ဆင်းသွားတယ်အဲ့တော့ဒီ8ကဒီ3ရဲ့ဒီ9ရဲ့3လုံးပေါင်းချင်းရလက်အနေနဲ့6ဆိုပြီးတော့6တပြားရပါတယ်လေဗျာเนาะအဲ့ဒီ6တပြားဒီเนาะပိတ်ရက်2ရက်ရှိတဲ့အတွင်းမှာတောင်မပြောက်တဲ့နံပါတ်ပဲဖြစ်ပါတယ်တဲ့ခင်ဗျာเนาะတပတ်တွင်မပြောက်တဲ့နံပါတ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲဒါဆက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဆွဲချက်တစ်ချက်နဲ့ဆက်ပြီးတော့သွားပါမယ်ဗျာเนาะကျွန်တော်ဒီဖြတ်လိုက်ပြုတ်လိုက်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုမများကိုတော့အားနာပါတယ်ဒါပေမဲ့เนาะတန်ဖိုးထားပြီးတော့လိုက်လက်မလေးနှိပ်ပြီးတော့ကျွန်တော်ကိုကြည့်ရှုတဲ့အတွက်လည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာเนาะကျွန်တော်အကောင့်နာမည်တွေဘယ်လောက်ပြောင်းเนาะဒီဘလို့ပဲပြကျွန်တော်ရဲ့ဒီဖြတ်ဆေးလေးနဲ့ဒါလေးဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမမှတ်မိပါတယ်ဗျာနော်ဟုတ်ပြီအဲ့တော့ဆက်ပြီးတော့ကြည့်ပါမယ်ဒီ8ကဒီ3ရဲ့ဒီ4ရဲ့တဲ့3လုံးပေါင်းချင်းရလက်အနေနဲ့သွားပါမယ်တဲ့3လုံးပေါင်းချင်းရလက်အနေနဲ့မှာတဲ့ကျွန်တော်ရဲ့ကိုမများ9ဆိုပြီးတော့ရပါတယ်တဲ့နော်အဲ့ဒီ9ဒီတဲ့နံပါတ်ဒီမပြောင်းနံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဒီမှာ9တွေဆိုပြီးတော့သူဒီဆင်းပေးသွားပါတယ်နော်ဒီ3ညရဲ့ဒီ9ရဲ့ဒီ9ရဲ့ပေါင်းချင်းမှာ3ညပါတဲ့အဲ့ဒီ3ညဒီမပြောက်တဲ့နံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲအဲ့ဒီ3ညဒီဒီမှာ83ညဆိုပြီးတော့ဆင်းပေးသွားပါတယ်နော်ဒီ3ရက်ဒီ1ကဒီ6ကပေါင်းချင်းဒီလဲ3ညပါပဲအဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာတဲ့3ဘွဲအတွင်းမှာမပြောက်တဲ့အသီးဆိုတော့နံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမများ3ညဆိုပြီးတော့ဒီမှာ3ညတရီကန်ဆင်းသွားတယ်เนาะ3ညတရီကန်ဆင်းလို့ရှိရင်ဘာလဲဆိုတော့ကျွန်တော်ရဲ့ကိုမများသိကြလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့ဒီ4ရက်ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်းချင်းဒီ4ပါတဲ့အဲ့ဒီ4ဒီတဲ့3ရက်အတွင်းမှာတဲ့မပြောက်တဲ့နံပါတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမများတောက်ကြနေညနေမှာ6လေးပါဝါကိုเนาะ4ဒီသူဒီဆင်းပေးသွားပါတယ်เนาะအဲ့တော့ဒီ4ရက်ဒီ3ရက်ဒီ9ရက်ပေါင်းချင်းမှာ6ပါတဲ့အဲ့ဒီ6ဒီတဲ့3ရက်အတွင်းမှာပြောက်တဲ့နံပါတ်ပါဆိုတော့6ပါเนาะအဲ့တော့ကျွန်တော်ရဲ့ဒီတွက်မှုတွက်ဆိုင်တွက်ဆလက်စာကိုကြိုက်နှစ်သက်တဲ့ကိုမများကတော့သိပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ရဲ့တွက်ဆိုင်ကိုကျွန်တော်ရဲ့လက်စာကိုကြိုက်တဲ့ကိုမများကတော့ဒါအဆင်ပြေပါတယ်เนาะအဲ့တော့ထပ်ပြီးတော့ပြောပါမယ်လိုက်လက်မလေးနှိပ်ပြီးတော့အားပေးပါအောင်လို့ထပ်ပြီးပြောပေးရစီဗျာเนาะဆိုတော့နောက်ထပ်ပြည့်ချက်တစ်ချက်ကိုဒါကျွန်တော်တို့သွားပါမယ်เนาะအဲ့တော့ဒီခွန်ရဲတဲ့ဒီ9ရဲတဲ့ဒီ1က3လုံးပေါင်းချင်းရလက်အနေနဲ့သွားပါမယ်တဲ့3လုံးပေါင်းချင်းရလက်အနေနဲ့မှာခွန်ပါတယ်အဲ့ဒီခွန်ကိုတဲ့ခွန်တပြားကိုပါဝါချင်းမယ်ဆိုတော့2တပြားအဲ့ဒီ2တပြားဒီ3ရက်တွေမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာနောက်ဆုံးပွဲမှာသူဒီမပြောက်နံပါတ်ဖြစ်ဆင်းသွားတယ်เนาะဒီခွန်ရဲဒီ9ရဲဒီ6ကပေါင်းချင်းဒီ8ပါတဲ့8ကိုတဲ့ပါဝါချင်းမယ်ဆိုရင်3ပါတဲ့အဲ့ဒီ3တပြားဒီတဲ့မပြောက်တဲ့နံပါတ်အနေနဲ့ဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဘာဆင်းသွားလဲဆိုလို့ရှိရင်
3ဆိုပြီးတော့ဆင်းပေးသွားပါတယ်เนาะအဲ့တော့ဒီ3ညရဲ့ဒီ8ရဲ့ဒီခွန်ရဲ့ပေါင်းချင်းဒီ9တပြားပါတယ်9ကိုပါဝါချင်းမယ်ဆိုရင်တော့3တပြား sorry 3ညတပြားရဲ့3ညတပြားဒီမပြောက်အနေနဲ့ဆင်းပေးရမယ်ဆိုတော့မပြောက်နံပါတ်အနေနဲ့ဆိုတော့ဒီမှာ3ညတွေဆင်းပေးသွားတယ်เนาะဒီ6ကဒီ6ကဒီ3ရဲ့တဲ့နှလုံးပေါင်းချင်းအနေနဲ့9ပါတယ်9ကိုချင်းမယ်ဆိုရင်3ညပါတယ်အဲ့ဒီ3ညဒီတဲ့မပြောက်တဲ့နံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမမြဟောဒီမှာ3ညဆိုပြီးဆင်းပေးသွားတယ်ဆိုရင်ဒီ3ညရဲ့ဒီ3ရဲ့ဒီ8ကပေါင်းချင်းဒီ1ပါတဲ့အဲ့ဒီ1တပြားကိုချင်းမယ်ဆိုရင်6တပြားပါတဲ့အဲ့ဒီ6တပြားဒီမပြောက်တဲ့နံပါတ်ဆိုရင်6ဒီ3ချက်ရှိသွားပါပြီเนาะဟုတ်ပြီအဲ့တော့ထပ်ပြီးတော့ကြည်ပါမယ်အဲ့တော့ဒီမှာကြည့်မယ်ကျွန်တော်ရဲ့ကိုမများအားလုံးပဲဒီတစ်ကပေါင်းချင်းဒီ2ပါတယ်เนาะဒီတစ်ခါတော့2ကိုနှက်ခတ်ချိန်မယ်4ပါတယ်เนาะအဲ့ဒီ4နံပါတ်ဒီမပြောက်တဲ့နံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဒီမှာပါဆင်းသွားလဲဆိုလို့ရှိရင်4ဆိုပြီးတော့ဆင်းပေးသွားပါတယ်တဲ့เนาะဒီ6ကဒီ9ရဲ့ပေါင်းချင်းဒီ1ပါတဲ့1ကိုချိန်မယ်ဆိုတော့8ပါတဲ့အဲ့ဒီ8တလုံးဒီတဲ့เนาะ3ပွဲအတွင်းမှာ3ရက်အတွင်းမှာမပြောက်တဲ့နံပါတ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဒီမှာ8ဆိုပြီးတော့ဆင်းပေးသွားပါတယ်တဲ့เนาะဟုတ်ပြီအဲ့တော့ဒီခွန်ရဒီ3ရပေါင်းချင်းဒီ3ညပါတဲ့3ညကိုတဲ့ချိန်မယ်ဆိုလို့ရှိရင်သူဒီတဲ့ခွန်ဆိုပြီးတော့ရပါတယ်တဲ့เนาะကျွန်တော်ရဲ့ကိုမများခွန်ဆိုပြီးတော့ရပါတယ်တဲ့ခင်ဗျအဲ့ဒီခွန်ဒီတဲ့3ရက်အတွင်းမှာတဲ့မပြောက်တဲ့နံပါတ်ပါဆိုတော့ဟောဒီမှာခွန်နေဆင်းပေးသွားပါတယ်တဲ့เนาะအဲ့ဒီလိုဆင်းမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်ရဲ့ကိုမများကဒီ3ရက်ပေါင်းချင်းဒီ6တဲ့6ကိုချိန်မယ်ဆိုရင်9ပါတဲ့အဲ့ဒီ9ဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်တဲ့မပြောက်တဲ့နံပါတ်ပါဆိုတော့ဟောဒီမှာ9เนาะအဲ့ဒီလိုဆိုလို့ရှိရင်တဲ့ဟောဒီ8တပြားရဲ့ဟောဒီ1တပြားရဲ့ပေါင်းချင်းဒီ9ပါတဲ့9ကိုချိန်မယ်ဆိုလို့ရှိရင်တော့6ပါတဲ့အဲ့ဒီ6တပြားဒီ3ရက်အတွင်းမှာမပြောက်အနေနဲ့ဒါခဏအနေနဲ့ဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲ6ဒီ4ချက်ရှိသွားပါပြီเนาะနောက်ဆုံးတစ်ချက်ပြပြီးလို့ရှိရင်ကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ဒါထပ်ပြီးတော့အစားဆုံးအပြီးစီကျွန်တော်ပြောပြပါမယ်အဲ့တော့အခုတစ်ပတ်မှာပိတ်ရက်က2ရက်ရှိတဲ့အတွက်ကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ကเนาะစိတ်ချလက်ချဒါလှုပ်လို့ရအောင်စိတ်ချလက်ချကျွန်တော်ရဲ့ကိုမများအေးဆေးနေနိုင်အောင်ကျွန်တော်မပြောင်းနံပါတ်ကို3လုံးထိကျွန်တော်ပြပေးသွားပါမယ်ခင်ဗျာเนาะတိုင်မြင်တရားကိုလုပ်ပါကျွန်တော်ပထမဒုတိယတတိယလည်းခွဲပေးခဲ့ပါအောင်မယ်เนาะဒီ9ရက်ဒီ3ရက်ဒီ4ရက်ဒီ1ကဲတဲ့เนาะကျွန်တော်ရဲ့ကိုမှန်များအားလုံးမသေးချာလေးကြည့်ပါအဲ့ဒီ4လုံးပေါင်းခြင်းဒီတဲ့เนาะခွန်ပါတဲ့အဲ့ဒီခွန်ဒီတဲ့3ရက်အတွင်းမှာတဲ့เนาะဆင်းပေးရမယ်ဆိုတော့ဒီမှာဘာအနေနဲ့ဆင်းသွားလဲဆိုရင်ခွန်အနေနဲ့ဆင်းသွားတယ်ဒီ9ရက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 ်9လေးလုံးပေါင်းခြင်းဒီကျွန်တော်ရဲ့ငိုမှများအားလုံးပဲ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့သူဒီ9လေးလုံးပေါင်းခြင်းဒီ3ညပါတဲ့เนาะအဲ့ဒီ3ရက်အတွင်းမှာဆင်းပေးဟောဒီမှာ3ညเนาะအဲ့တော့ဒီ3ညရဲ့တဲ့ဒီ1ကဲတဲ့ဒီ6ကဲဒီ3ရက်ပေါင်းခြင်းဒီတဲ့3ညပါပဲတဲ့เนาะအဲ့ဒီ3ညဒီတဲ့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဒါ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညတွေဆင်းပေးသွားပါတယ်เนาะအဲ့တော့ဒီ6ကဒီ3ညရဲ့ဒီ3ညဒီ3ညရဲ့ဒီ3ရက်ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီတဲ့မပြောက်ပါဘူးเนาะ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9เนาะဒါကြောင့်ဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ကိုမများကိုเนาะဒါဘာလို့လဲပေးထားတယ်ဆိုတော့သိပါလိမ့်မယ်เนาะဘိုင်ဘာလူများเนาะဒါသိပါလိမ့်မယ်အဲ့တော့ဒီ3ဒီ9ရဲ့ဒီ1ကပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ6တပြားဒီတဲ့3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ6အဲ့ဒီ6ဒီတဲ့ပြည့်ချက်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်အနေနဲ့ဒါပြည့်ချက်5ချက်အနေနဲ့ဒါရှာဖွေထွေးတွေ့ရှိထားတာဖြစ်တော့ကျွန်တော်ရဲ့လက်စာကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမများเนาะဒါလုပ်လို့ရပါတယ်เนาะဟုတ်ပြီဒါပထမဆုံးအနေနဲ့ပြည့်ချက်တစ်ချက်ပြီးပါပြီအဲ့ဒါပြီးပြီဆိုတော့ဒုတိယမပြောက်နံပါတ်ကလေးကိုကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်เนาะအဲ့တော့ဒုတိယနံပါတ်ကလေးကလည်းရိုးရှင်းပါတယ်တဲ့ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီ9ရက်ဒီ3ရက်ပေါင်းခြင်းမှာ2ပါတဲ့အဲ့ဒီ2ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ2ဆိုပြီးတော့သူဒီဆင်းပေးသွားပါတယ်เนาะ2ဒီဆင်းပေးသွားပါတယ်เนาะအဲ့တော့ဒီ9ရက်ဒီ8ရက်ပေါင်းခြင်းဒီ3ပါတဲ့အဲ့ဒီ3ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာ3ဆိုပြီးတော့ဆင်းပေးသွားတယ်เนาะအဲ့တော့ဒီ3ညရဲ့ဒီ6ရက်ပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ6เนาะတပြားဒီတဲ့ဒီမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ6ဆိုပြီးတော့ဆင်းပေးတော့ပါတယ်เนาะဟောဒီ6ကဒီခွန်ရပေါင်းချင်းဒီ3ပါတဲ့အဲ့ဒီ3တပြားဒီဆင်းပေးရမယ်ဆိုဟောဒီမှာ3ဟောဒီမှာ3ဆိုပြီးတော့ဆင်းပေးသွားတယ်ဆိုရင်ဒီ3ရက်ဒီ9ရက်ပေါင်းချင်းဒီ8ပါတဲ့အဲ့ဒီ8တပြားဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့8တဲ့เนาะဒါဒီပထမဆုံးအနေနဲ့ပြည့်ချက်တစ်ချက်ပေါ့เนาะအဲ့တော့ဒုတိယပြည့်ချက်တစ်ချက်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်တဲ့เนาะရိုးရှင်းရှင်းဒါခလီအတွက်ကလေးကိုကျွန်တော်အရင်ဆုံးပြနေတာပါပြီးကမှเนาะကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်เนาะဒါပေမဲ့ခလီအတွက်ကလေးဆိုမှလည်းအထင်မသေးနေဗျာเนาะရှားရတာမလွယ်ဘူးအဲ့တော့ဒီ9ရက်ရဲ့ဒီ8ကပေါင်းချင်းဒီခွန်ပါတဲ့အဲ့ဒီခွန်
တပြားဒီတဲ့ဆင့်ပေးရမယ်ဆိုတော့ဟောဒီမှာခွန်ဆိုပြီးတော့ဆင့်ပေးသွားတယ်နော်အဲ့တော့ဒီ4ရဲ့ဒီ9ရဲ့ပေါင်းချင်းဒီ6ပါတဲ့အဲ့ဒီsorry နော်ဆွဲချက်ကလေးမှားပါတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တဲ့ဒီခွန်ရဲ့ဒီတစ်ကနော်ဒီခွန်ရဲ့ဒီတစ်ကပေါင်းချင်းဒီ8တပြားပါတဲ့အဲ့ဒီ8တပြားဒီတဲ့3ရက်တွင်မှာဆင့်ပေးရမယ်ဆိုတော့ဟောဒီမှာ8ဆိုပြီးဆင့်ပေးသွားတယ်နော်အဲ့တော့ဒီခွန်ရဲ့ဒီ6ကပေါင်းချင်းဒီ3တပြားပါတဲ့အဲ့ဒီ3တပြားဒီ3ရက်တွင်မှာဆင့်ပေးရမယ်ဆိုတော့ဟောဒီမှာ3နေဆင့်ပေးသွားတယ်နော်ဒီ8ကရဲ့တဲ့ဒီခွန်ရဲ့ပေါင်းချင်းဒီ9တပြားပါတဲ့အဲ့ဒီ9တပြားဒီကျွန်တော်ရဲ့ကိုမများအားလုံးပဲ3ရက်တွင်မှာနော်ဆင့်ပေးရမယ်ဆိုတော့ဟောဒီမှာ9ဆိုပြီးတော့ဆင့်ပေးသွားတယ်တဲ့နော်အဲ့တော့ဟောဒီက6ခဲ့တဲ့ဟောဒီက3ရဲ့ပေါင်းချင်းဒီ6ပါတဲ့အဲ့ဒီ6တပြားဒီ3ရက်တွင်မှာဆင့်ပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ9တဲ့နော်အဲ့တော့ဒီ8ကဒီ3ညရဲ့ပေါင်းချင်းဒီ8ပါတဲ့အဲ့ဒီ8တပြားဒီ3ရက်တွင်မှာဆင့်ပေးရမယ်ဆိုတော့ဟောဒီမှာ8ဆိုပြီးတော့ရပါတယ်တဲ့နော်အဲ့တော့ပြစ်ချက်2ချက်ပဲလားဆိုတော့မဟုတ်ပါဘူးတဲ့နော်နောက်ထပ်ပြစ်ချက်တစ်ချက်တွေရှိပါသေးတယ်တဲ့နော်အဲ့တော့နောက်ထပ်ပြစ်ချက်တွေကဘယ်လိုမျိုးသွားမလဲပေါ့နော်ဘယ်လိုမျိုးသွားမလဲဆိုရင်ကျွန်တော်ရဲ့ကိုမမျက်စိမခတ်နဲ့မျက်တောင်မခတ်နဲ့မကြောနဲ့မရင်းနဲ့တတိချာလေးကြည့်ပေးနော်တော့မူတဲ့ဆိုင်ကိုကြိုက်ရင်တော့ကြည့်ပေးပါနော်အဲ့တော့ဒီ8ကဲတဲ့ဒီ1ကဲတဲ့ဒီ9ရဲ့ပေါင်းချင်းဒီတဲ့4ပါတဲ့အဲ့ဒီ4ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ4တဲ့နော်အဲ့တော့ဒီ4ရဲ့တဲ့ဒီ6ကဲတဲ့ဒီ3ညရဲ့ပေါင်းချင်းဒီ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအလုံးဟောဒီမှာ3ညတဲ့နော်အဲ့တော့ဒီခွန်ရဲ့တဲ့ဒီ9ရဲ့တဲ့3လုံးပေါင်းချင်းအနေနဲ့တဲ့နော်3တပြားဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအလုံးဟောဒီမှာ3ဆိုပြီးတော့သူဒီဆင်းပေးတယ်ပေါ့နော်3တပြားဒီဆင်းပေးရမယ်3ဆိုဆင်းပေးတယ်နော်ဒီ9ရဲ့တဲ့ဒီ3ရက်ဒီခွန်ရဲ့ပေါင်းချင်းဒီ9ပါတဲ့အဲ့ဒီ9ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအလုံးဟောဒီမှာ9ပါတဲ့နော်အဲ့တော့ဒီ1ကဲတဲ့ဒီ8ကဒီ9ရဲ့ပေါင်းချင်းဒီ8ပါတဲ့အဲ့ဒီ8တပြားဒီတဲ့ပိတ်ရက်2ရက်ရှိပေမဲ့လည်း3ချိန်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအလုံးအဲ့ဒီမှာဘာလဲဆိုလို့ရှိရင်ပြစ်ချက်3ချက်အနေနဲ့ဒါတွေ့ထားပါတယ်တဲ့နော်အဲ့တော့နောက်ထပ်ပြစ်ချက်တစ်ချက်ကိုဆက်ပြီးတော့သွားမယ်မျက်တောင်မခန့်နဲ့မကြောနဲ့မရင်းနဲ့တတိချာလေးကြည့်ပေးမယ်နော်ကျွန်တော်ရဲ့ကိုမများအလုံးပဲတတိချာလေးကြည့်ပေးပါအဲ့တော့တဲ့ဒီ8ကဒီ9ရဲ့ဒီ8ကပေါင်းချင်းတဲ့နော်ပေါင်းချင်းမှာ9ဆိုပြီးတော့ရပါတယ်တဲ့အဲ့ဒီ9ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ9တွေဆင်းပေးသွားတယ်နော်အဲ့တော့တဲ့ဒီ4ရဲ့တဲ့ဒီ9ရဲ့တဲ့ဒီ3ညရဲ့ပေါင်းချင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9ဆိုပြီးတော့ဆင်းပေးသွားပါတယ်နော်ဒီခွန်ရဲ့ဒီ3ညရဲ့ဒီ3ရက်ပေါင်းချင်းဒီ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်တွင်မှာတဲ့ဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဘာတွေဆင်းသွားလဲဆိုလို့ရှိရင်ဟောဒီမှာ3ညတွေဆင်းပေးသွားပါတယ်တဲ့နော်အဲ့တော့ဒီ9ရဲ့တဲ့ဒီ6ကဲပေါ့နော်ဒီ9ရဲ့ဒီ6ကဲဒီ4ရဲ့ပေါင်းချင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ9ပါနော်အဲ့တော့ဒီ1ကဲဒီ3ရက်ဒီ4ရဲ့ပေါင်းချင်းဒီ8ပါတဲ့အဲ့ဒီ8ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ8ဒီ8ကတော့ပြစ်ချက်တော့များတယ်ကျွန်တော်ရှာနိုင်တဲ့လောက်ရှာထားတယ်နော်ပြစ်ချက်တွေကတော့များပါတယ်အဲ့တော့အဲ့ဒီမှာ8တွေ့ပါပြီတဲ့ဒါပထမနောက်ထပ်ပြစ်ချက်တစ်ချက်ပဲဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ပြစ်ချက်၄ချက်ပဲလာဆရာကြီးဆိုလို့ရှိရင်မဟုတ်ပါဘူးတဲ့เนาะကျွန်တော်နောက်ထပ်ပြစ်ချက်တစ်ချက်ကိုထပ်ပြီးတော့ပြပေးပါအောင်မယ်တဲ့เนาะအဲ့နောက်ထပ်ပြစ်ချက်တစ်ချက်ကဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီ9ရဲ့ဒီ3ရဲ့ဒီ4ရဲ့ပေါင်းခြင်းဒီ2ပါတယ်เนาะအဲ့ဒီ2ဒီ3ရက်တွင်မှာဆင်းပေးရပါမယ်တဲ့เนาะဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ2ဆိုပြီးတော့ဒါသူဒီဆင်းပေးသွားတယ်เนาะဒီ8ကဒီ3ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ3ပါတဲ့အဲ့ဒီ3ဒီရဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3နေဆင်းပေးသွားတယ်ဆိုရင်เนาะဒီ6ကဒီ9ရဲ့ဒီ6ကပေါင်းခြင်းဒီ1ပါတဲ့နော်အဲ့ဒီ1ဒီတဲ့3ရက်တွင်မှာဆင်းပေးရပါမယ်တဲ့ sorry ပါဗျာနော်မှားသွားလို့ပါနော်အဲ့တော့တဲ့နောက်ထပ်ပြချက်တစ်ချက်ကိုထပ်ပြီးတော့သွားပါမယ်တဲ့နော်နောက်ထပ်ပြချက်တစ်ချက်ကဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်တဲ့ဒီခွန်ရဒီ1ကဒီ3ရဲ့တဲ့3လုံးပေါင်းချင်းအနေနဲ့တဲ့1ရပါတယ်တဲ့1ကိုချိန်မယ်1ကိုပါဝါချိန်မယ်ဆိုရင်6ပါတယ်အဲ့ဒီ6ပြဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ဒီမှာ6နော်အဲ့တော့ဒီ6ကဲတဲ့ဒီခွန်ရဲတဲ့ဒီ8ကဲပေါင်းခြင်းနဲ့8ခွန်ပေါင်းခြင်းက9ရဲ့6ကဲပေါင်းခြင်းမှာ1ကိုချိန်မယ်ဆိုလို့ရှိရင်6ပါတယ်အဲ့ဒီ6ဒီတဲ့3ရက်အတွင်းမှာတဲ့မပြောက်ပါဘူးဆိုတော့ဟောဒီမှာ6ပါတယ်နော်အဲ့တော့ဒီ8ကဲတဲ့ဒီခွန်ရဲပေါင်းခြင်းကဒီ6ကဲပေါင်းခြင်းဒီ1တဲ့နော်အဲ့ဒီ1ကိုချိန်မယ်ဆိုလို့ရှိရင်တော့6ပါတယ်အဲ့ဒီ6ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ6ဆိုပြီးတော့ဆင်းပေးသွားပါတယ်နော်ဒီ6ကဲတဲ့ဒီ3ရက်ဒီခွန်ရဲပေါင်းခြင်းဒီ6ပါတယ်အဲ့ဒီ6ကိုချိန်မယ်ဆိုလို့ရှိရင်1ပါတယ်နော်အဲ့ဒီ1ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ1တဲ့နော်အဲ့တော့ဒီ8ကဒီ3ညရဲ့ဒီ9ရဲ့ပေါင်းချင်းဒီ3ပါတဲ့3ကိုချိန်မယ်ဆိုရင်တော့8ပါတယ်အဲ့ဒီ8ဒီ3ရက်ဒီမှာမပြောက်ပါဘူးဆိုလို့ရှိရင်ဟောဒီမှာပြစ်ချက်5ချက်နော်ပြစ်ချက်5ချက်ဆိုတော့ဒါပြီးပြီလားဆိုတော့ဆရာကြီးမပြီးသေးပါဘူးခင်ဗျနော်ကျွန်တော်ဒီနောက်ဆုံးပြစ်ချက်တစ်ချက်နဲ့ကျွန်တော်ပြပြီးတော့ဒါနောက်ထပ်မပြောက်တဲ့နံပါတ်ကလေးကိုဆက်ပြီးတော့သွားပါမယ်တဲ့နော်
နောက်ထပ်ပြချက်တစ်ချက်အနေနဲ့ဒီ9ရဲ့ဒီ10ရဲ့ဒီ1ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီတဲ့နော်ကျွန်တော်ရဲ့ကိုမများအားလုံးတတိချာလေးကြည်ပါတဲ့နော်ချိန်မယ်ဆိုလို့ရှိရင်နော်သူဒီ sorry ပါ9မဟုတ်ပါဘူးတဲ့နော်1က8က9ရဲ့ပေါင်းခြင်းဒီတဲ့8ပါတဲ့အဲ့ဒီ8ဒီ3ရက်တွင်မှာတဲ့နော်မပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ8ဆိုပြီးတော့ဆင်းပေးသွားပါတယ်တဲ့နော်ဒီ9ရဲ့ဒီ3ညရဲ့ဒီ9ရဲ့ပေါင်းခြင်းမှာ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့မပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဟောဒီမှာ3ညဆိုပြီးတော့သူဒီဆင်းပေးသွားပါတယ်တဲ့နော်ဒီ3ညရဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ6ဒီတဲ့မပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဟောဒီမှာ6ဒီဆင်းပေးသွားပါတယ်တဲ့နော်အဲ့တော့ဒီ6ကဒီ4ရဲ့ဒီ3ရဲ့ပေါင်းခြင်းမှာ3ပါတဲ့ကျွန်တော်ရဲ့ကိုမများအဲ့ဒီ3ဒီတဲ့3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ3နေဆင်းပေးသွားတယ်ဆိုလို့ရှိရင်နော်အဲ့တော့ဒီ4ရဲ့ဒီ3ရဲ့ဒီ1ကပေါင်းခြင်းဒီ10ပါတဲ့အဲ့ဒီ10ဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့တစ်ချက်2ချက်3ချက်4ချက်5ချက်6ချက်အနေနဲ့ကျွန်တော်ရှာဖွေထားပါတယ်ခင်ဗျာနော်ဒါတင်ပဲလားဆရာကြီးနော်အဲ့တော့ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်ထပ်ပြီးတော့ပြပါအောင်မယ်ဗျာနော်ကျွန်တော်ပြောတယ်3လုံးထိပြသွားမယ်လို့ပြောတယ်နော်ကဲလာပါပြီလို့နောက်တစ်လုံးထပ်ပြီးတော့ပြပါမယ်လို့နော်အဲ့တော့ဒီ site ကလေးကပိုးပြီးတော့ဒါကောင်းပါတယ်တဲ့နော်ကောင်းပါတယ်ဆိုတော့ဘယ်လိုမျိုးလဲတဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ3ညရဲ့ဒီခွန်ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ညပါတဲ့နော်ဒီ6ရဲ့ဒီခွန်ရဲ့ဒီ8ရဲ့ပေါင်းခြင်းဒီ1ပါတဲ့အဲ့ဒီ1ဒီတဲ့မပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဟောဒီမှာ1ဟောဒီမှာ1ဆိုပြီးတော့သူဒီဒါဆင့်ပေးသွားပါတယ်တဲ့နော်အဲ့တော့ဒီ1ရဲ့တဲ့ဒီ8ရဲ့ဒီ6ရဲ့ပေါင်းခြင်းတဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ9ပါတဲ့နော်ဒီ6ကဲတဲ့ဒီ9ရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ10ပါတဲ့အဲ့ဒီ10ဒီမပြောက်ပါဘူးဆိုတော့ဟောဒီမှာ10တဲ့နော်ဟောဒီမှာ10တဲ့ဗျာနော်ကျွန်တော်ရဲ့ပုံမှန်များဆက်ပြီးတော့ကြည့်မယ်တဲ့ဒီ9ရဲ့ဒီ3ညရဲ့ဒီ9ရဲ့ပေါင်းခြင်းမှာ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ညပါတဲ့ကျွန်တော်ရဲ့ပုံမှန်များနော်အဲ့တော့ဆရာကြီးပထမတစ်ချက်နဲ့ပြီးပြီလားဆိုတော့မပြီးသေးပါဘူးခင်ဗျာနော်နောက်ထပ်4ချက်ထပ်ပြီးတော့ပြပါမယ်တဲ့နော်နောက်ထပ်4ချက်ထပ်ပြီးတော့ပြပေးပါမယ်ဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဟောဒီ9ရဲ့ဟောဒီ3ရဲ့ဟောဒီ10ကဲတဲ့နော်ဗျိုင်းပုံစံလေးသွားမယ်နော်3လုံးပေါင်းချင်းရလက်အနေနဲ့3ညပါတဲ့အဲ့ဒီ3ညဒီ3ရက်တွင်မှာမပြောက်ပါဘူးပျောက်သလားဆိုမပြောက်ပါဘူးဆိုဟောဒီမှာ3ညနော်အဲ့တော့ဒီ9ရဲ့ဒီ9ရဲ့ဒီ3ညရဲ့ပေါင်းချင်းမှာလည်း3ညပါတဲ့အဲ့ဒီ3ညဒီ3ရက်တွင်မှာပျောက်မှာလားဆိုတော့မပျောက်ပါဘူးတဲ့ဟောဒီမှာ3ညပါတဲ့နော်အဲ့တော့ဒီ3ညရဲ့ဒီ1ကဒီ3ရဲ့ပေါင်းချင်းဒီ4ပါတဲ့အဲ့ဒီ4ဒီတဲ့3ရက်အတွင်မှာတဲ့ဆင်းပေးရမယ်ဆိုတော့တဲ့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဟောဒီမှာ4ဆိုပြီးတော့ဆင်းပေးသွားပါတယ်တဲ့နော်အဲ့တော့ဒီ6ကဒီ3ညရဲ့ဒီ4ရဲ့ပေါင်းခြင်းမှာ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညဆိုပြီးတော့ဆင်းပေးသွားပါတယ်နော်အဲ့တော့ဒီ3ဒီ4ပေါင်းခြင်းဒီ3ညပါတဲ့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညနော်ပြည့်ချက်2ချက်ပြီးသွားပါပြီနော်ဆရာကြီးပြည့်ချက်2ချက်နဲ့တော်ပြီလားဆိုတော့မတော်သေးပါဘူးတဲ့နော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ပြပေးပါမယ်တဲ့ဆက်ပြီးတော့ပြပေးပါဆိုတော့တဲ့ဒီ1ကဲတဲ့ဒီ3ရဲ့တဲ့ဒီ4ရဲ့ပေါင်းခြင်းဒီတဲ့10ပါတဲ့အဲ့ဒီ10ဒီတဲ့3ရက်အတွင်းမှာတဲ့မပြောက်ပါဘူးဆိုတော့ဟောဒီမှာ10ပါတဲ့နော်အဲ့တော့တဲ့ဒီ6ကဲဒီ9ရဲ့ပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ6ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဟောဒီမှာ6ဆိုပြီးတော့သူဒီတဲ့ဆင်းပေးသွားပါတယ်နော်ဒီခွန်ရဲ့ဒီ1ကဲဒီ6ကဲပေါင်းခြင်းဒီ4ပါတဲ့အဲ့ဒီ4ဒီ3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ4ဆိုပြီးတော့သူဒီဆင်းပေးသွားပါတယ်နော်အဲ့တော့ဒီ3ရက်တဲ့ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ3ပါတယ်အဲ့ဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3နေဆင်းပေးသွားတယ်ဆိုရင်ဒီ8ကဲတဲ့ဒီ3ရက်ဒီ9ရဲ့ပေါင်းခြင်းဒီ3ညပါတယ်အဲ့ဒီ3ညဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ပြည့်ချက်3ချက်အနေနဲ့ကျွန်တော်တို့တွေ့ထားပါတယ်တဲ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပါမယ်ဆရာကြီးတော်ပြီလားဆိုတော့မတော်သေးပါဘူးကျွန်တော်ထပ်ပြီးတော့ပြပါအောင်မယ်နော်မတော်နိုင်သေးပါဘူးဒီနှစ်ချက်ကလေးကတော်တော်ကိုလမ်းနေပြန်နော်ဒီခွန်ရဲတဲ့ဒီ8ကဲတဲ့ဒီ9ရဲတဲ့ခွာပေါင်းခြင်းတဲ့နော်ခွာပေါင်းခြင်းမှာတဲ့3ညတဲ့အဲ့ဒီ3ညဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဟောဒီမှာ3ညတွေဆင်းပေးသွားပါတယ်တဲ့နော်3ညဆင်းပေးသွားပါတယ်အဲ့တော့ဒီခွန်ရဲဒီ4ရဲတဲ့ဒီ3ညရဲတဲ့ခွာပေါင်းခြင်းအနေနဲ့1ပါတဲ့အဲ့ဒီ1ဒီ3ရက်တွင်မှာပျောက်မှာလားဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးမပျောက်ပါဘူးတဲ့ဟောဒီမှာ1ဆိုပြီးတော့သူဒီဆင်းပေးသွားပါတယ်နော်အဲ့တော့တဲ့ဒီ8ကဲဒီခွန်ရဲတဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ4ပါတဲ့အဲ့ဒီ4ဒီ3ရက်တွင်မှာပျောက်မှာလားဆိုတော့မပျောက်ပါဘူးတဲ့ဟောဒီမှာ4ဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများအလုံးဆင်းပေးသွားပါတယ်တဲ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပါမယ်တဲ့4ဆိုပြီးတော့ဆင်းပေးသွားတယ်ဆိုလို့ရှိရင်တဲ့ဒီ6ကဲတဲ့နော်ဒီ6ကဲဒီ9ရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ10ပါတဲ့အဲ့ဒီ10ဒီတဲ့3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဟောဒီမှာ10ပါနော်အဲ့တော့ဒီ3ညရဲ့ဒီ1ကဒီ9ရဲ့ပေါင်းခြင်းဒီ3ညတဲ့3ရက်အတွင်းမှာ3ညဒီဆင်းပေးရမယ်ဆိုတော့ပြည့်ချက်4ချက်အနေနဲ့ကျွန်တော်တို့ဒါရှာဖွေတွေးရှိပြီးသွားပြီနော်အဲ့တော့နောက်ဆုံးပြည့်ချက်ကလေးကိုကျွန်တော်ပြပြီးပြီဆိုလို့ရှိရင်ကျွန်တော် main ရော့ကွက်တွေရွေးချယ်ပြီးတော့ကျွန်တော် line ပေါ်ကနေဆင်းมาတော့မဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော်
အဲ့တော့ကျွန်တော်ကိုရှာခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမများအားလုံးပဲเนาะဒီပေါ်မှာရေးထားတဲ့နာမည်လေးတိုင်းရှာလို့ရပါတယ်เนาะကျွန်တော်ဒီအကောင့်နေတော့နာမည်တော့ပြောင်းမယ်เนาะပြပုံပြနည်းရတော့ဒီရပဲเนาะကျွန်တော်ရဲ့ကိုမဘူးတုဒ share ပုံ share နည်းရတော့ဒီဥစ္စာပဲသွားမယ်เนาะနောက်ဆုံးတစ်ချက်အနေနဲ့ဒီခွန်ရဲတဲ့ဒီလေးရဲ့ဒီတစ်ကပေါင်းခြင်းသည်တဲ့เนาะနှစ်ပါအဲ့နှစ်ဒီ3ရက်တွင်မှာဆင့်ပေးရမယ်ဆိုဟောဒီမှာနှစ်ပါတယ်เนาะအဲ့တော့ဒီခွန်ရဲဒီ9ရက်ဒီ9ရက်ပေါင်းခြင်းဒီခွန်ပါတဲ့ sorry ပါအဲ့ဒီခွန်ဒီ3ရက်တွင်မှာဆင့်ပေးရမယ်ဆိုဟောဒီမှာခွန်တဲ့ဟောဒီမှာခွန်တဲ့เนาะအဲ့ဒီခွန်ဒီတဲ့ဒီ8ကဲတဲ့ဒီ6ကဲဒီ3ရက်ပေါင်းခြင်းဒီတဲ့ခွန်ပါတဲ့အဲ့ဒီခွန်ဒီ3ရက်တွင်မှာမပြောက်ပါဘူးဆင့်ပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဟောဒီမှာခွန်ဆိုပြီးတော့သူဒီဆင့်ပေးသွားပါတယ်တဲ့เนาะအဲ့တော့ဒီ6ကဲတဲ့ဒီ3ရက်ဒီ3ရက်ပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီကိုဒီမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ရက်တွင်မှာ6ပါတယ်เนาะဒီ3ရက်ဒီ9ရက်ဒီ1ကဲပေါင်းခြင်းဒီလည်း3ရက်ပါတဲ့အဲ့ဒီ3ရက်ဒီလည်းမပြောက်ပါဘူးဆိုတော့3ရက်တွင်မှာတစ်ချက်2ချက်3ချက်4ချက်5ချက်ပြည့်ချက်5ချက်အနေနဲ့ကျွန်တော်တို့ရှာဖွေတွေးရှိထားပါတယ်တဲ့ဗျာเนาะဟုတ်ပြီဆိုတော့ဒါကျွန်တော်တို့ဒါပြပြီးပြစ်ချက်တွေလည်းပြပြီးဆိုတော့ကျွန်တော်ရဲ့ကိုမများအတွက်ကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်เนาะဆက်ပြီးတော့သွားပါမယ်ကျွန်တော်ရဲ့ကိုမများအားလုံးတတိချာလေးကြည့်ပေးကြပါเนาะအဲ့တော့တဲ့အဲ့တော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဘယ်လိုမျိုးသွားမလဲပေါ့နော်ပထမပတ်အနေနဲ့တဲ့ကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့တဲ့ဒါကိုကြိုက်ပါတယ်တဲ့နော်ဒုတိယပတ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ကိုမများတော့ကျွန်တော်ဒါကိုကြိုက်ပါတယ်တတိယပတ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဒါကိုကြိုက်ပါတယ်နော်အဲ့တော့ဆရာရေးပြီးပြီလားဆိုတော့မပြီးသေးပါဘူးဗျာနော် main code တွေကျွန်တော်ရွေးချယ်ပေးပါမယ်နော်ပြီးပြီလားဆရာကြီးဆိုတော့မပြီးသေးပါဘူးဗျာနော်ကျွန်တော်ရဲ့ကိုမများတော့ကျွန်တော်အကောင်းဆုံးဖန်တီးပေးပါမယ်နော်အဲ့တော့ဒါတွေဒီတဲ့ကျွန်တော်ရဲ့ကိုမများအားလုံးပဲတပတ်စာဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ကိုလာပြီးတော့မေးတယ်ပေါ့နော်ပြီးခဲ့တဲ့တပတ်ကကျွန်တော်ရဲ့ကိုမများအားလုံးပဲကျွန်တော်ပြောထားတယ်နော်3.3.3.5လို့မွေးကန်းတဲ့နှစ်ခွက်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ Viber ကိုလာပါတဲ့နော်နော်ပြီးခဲ့တဲ့ဘက်က3.3.3.5လို့မျိုးမွေးနှစ်ခွက်ကိုလိုချင်ဒီ Viber ကိုလာပြီးတော့ high မှာဖုံးဆက်လို့လည်းရပါတယ်နော်နော်အဲ့တော့အကောင်းဆုံးအနေနဲ့ကျွန်တော်ဒါပေးသွားမှာဖြစ်ပါတယ်လို့เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမများအားလုံးဒါကိုမွေးနှစ်ကွက်လိုချင်မှပါเนาะမွေးနှစ်ကွက်မလိုချင်လည်းရပါတယ်မွေးနှစ်ကွက်လိုချင်တော့အဲ့ဒီ Viber ကိုလာပါเนาะကဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့ဗုဒ္ဓဦးနေ့နေ့လဲ2နာရီခွဲမှာပြန်လဲဆုံတွေ့ပါမယ်လို့ပြောကြရင်ပဲနှုတ်ဆက်ပါတယ်ဗျာเนาะ